မင်းအောင်လိုက်အကျံဖက်စစ်တပ်အာဏာသိမ်းတာ9နှစ်ပြည့်ပြီ9နှစ်ပြည့်မဲ့အခုချိန်ထိပြည်သူကလုံးဝလက်မခံဘူးရရလည်းနဲ့နီးမျိုးပေါင်းဆိုလည်းတော်လန်းကြပဲအဲ့တော့ဒီ9နှစ်တာအလားမှာအန်တီတို့တော်လန်ရေးရဲ့အရှိန်ပုံမှာတော်တော်လေးကိုကြီးမားမားချီကိုအန်တီတို့အားကောင်းခဲ့ပြီပေါ့နော်ဟုတ်ကဲ့မိဘပြည်သူများအားလုံးပေါ့နော်ကျွန်တော်တို့မျိုးတော်လန်ရေးရာဆိုရင်ဒီကနေ့နဲ့တွေ့မယ်ဆိုရင်9နှစ်တာကာလကိုကြာခဲ့ပြီပေါ့နော်ဒီ9နှစ်တာကာလတွင်မှာကျွန်တော်တို့ဆုံးရှုံးနေတာခဲ့ရရင်အများကြီးရှိရပေါ့နော်ကျွန်တော်ချစ်ရတဲ့ညီကိုမောင်နှမတွေအဖေမေတွေငယ်ချင်းတွေနေစရာအိမ်တွေကစားကျွန်တော်တို့ဆုံးရှုံးနေတာခဲ့ရတာတွေအများကြီးရှိပါတယ်တို့မှာတော့တော်လန်ရေးဟိုရဲဘော်တွေနောက်မဆုံးနဲ့အာမမလျှော့နဲ့နော်ဒီစစ်ကြီးကခုမှတော်လန်ရတာမဟုတ်ဘူးစစ်တပ်အာဏာသိမ်းပြီးကြတဲ့ကိုက1962ခုနှစ်ကြတဲ့ကိုကတော်လန်လာဒီစစ်အာဏာရှင်ပြုတ်မှလဲတို့တိုင်းပြည်တို့တဲ့မှာအဲ့သူတို့မသိရင်ကဆိုရင်ငါတို့တိုင်းပြည်ဟာအချမ်းသာဆုံးနိုင်ငံအရှိအာရှမှာကြာဒီစစ်တပ်လှုပ်လိုက်ခါမှတို့ဗမာပြည်ကကြောက်ထက်ကြသွားတာအမွဲဆုံးနိုင်ငံဖြစ်သွားတာပဲအဲ့ဒါပဲဒီလိုဆုံးရှုံးနေတာမှုတွေဘယ်လောက်ပဲရှိနေပါစေကျွန်တော်တို့ကအာနာရှင်ရဲ့လက်အောက်ကိုခေါင်းငုံမခံဘူးအာနာရှင်ရဲ့အောက်မှာလက်မြောက်ရှုံးမပေးဘူးဆိုတဲ့ပြည်သူတွေရဲ့ခံယူချက်နဲ့ယုံကြည်ချက်ပြင်းပြမှုအားကြီးမှုကလည်းဒီ9နှစ်တာကာလတွင်ဟာအဓိကသက်သေဖြစ်တယ်ပေါ့နော်လက်သုံးထောင်ပြီးစခဲ့တဲ့တော်လိုင်းဒီလေးခွန်းနဲ့တောင်ဒီမင်းအောင်လိုင်းတို့အန်တီတို့ပြည်သူကိုမနိုင်ခဲ့တာပဲနော်ဒီနေ့တော်လိုင်းရဲဘော်တွေဆိုတာလေပြည်သူတွေကနေပေါက်ဖလာတဲ့ရဲဘော်တွေပေါ့နော်အဲ့ဒါကြောင့်လေးခွတောင်မနိုင်ခဲ့တဲ့ကောင်ကြီးဒီနေ့ဒီချိန်မှာသူပြစ်ကိုပြစ်ခန်းနဲ့အန်တီတို့ရှုံးစရာအကြောင်းမရှိဘူးသူတို့ဘက်ကအရှုံးကြီးပဲဖြစ်သွားပြီအခုတော့ရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလို့နိုင်ငံတကာကလည်းသူအတိမပြည့်ဘူးနားမလည်ဘူးပြောထားတယ်သူလုပ်တဲ့ရွေးကောက်ပွဲဟုတ်လားကျို့ပြည်သူတွေကအတိမလည်းမပြည့်ဘူးသူဖွဲ့စည်းတဲ့အစိုးရကိုလည်းကျို့ကအုပ်ချုပ်မှုခံတယ်ကျွန်တော်တို့အားလုံးကြွေးကြော်ခဲ့သလိုပါပဲကျွန်တော်တို့ပြည်သူအာဏာဟာပြည်သူလက်ထက်မှာပဲရှိပါတယ်အဲ့တော့ပြည်သူတွေယုံကြည်တဲ့အစိုးရပြည်သူတွေလက်ခံတဲ့အစိုးရသာလိမ့်မယ်ဒီပြည်သူတွေကိုအုပ်ချုပ်နိုင်စွမ်းရှိမယ်ကျွန်တော်တို့ဘောကိုအုပ်ချုပ်နိုင်စွမ်းရှိမယ်ကျွန်တော်တို့ဘောကိုစိုးမိုးနိုင်စွမ်းရှိမယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့မယုံကြည်ဘူးကျွန်တော်တို့မလက်ခံပဲနဲ့စစ်တပ်ဟာဘလောက်ပဲဖိနှိပ်ရက်စက်မှုတွေနဲ့တူအကြောက်တရားတွေသွင်းပြီးတော့ဘလို့ပဲအုပ်ချုပ်ပါမယ်ဆိုကျွန်တော်တို့ကဘတော့မှအုပ်ချုပ်မှုခံမှာမဟုတ်ဘူးစိုးမိုးမှုခံမှာမဟုတ်ဘူးဆိုတာလေဒါအားလုံးပြည်သူတွေဟာသိကြဖြစ်ပါတယ်အာဏာရှင်မှန်သမျှစစ်အာဏာရှင်မဖြစ်ဖြစ်အယက်သားအာဏာရှင်မဖြစ်ဘယ်အာဏာရှင်မှကျွန်တော်တို့ပြည်သူတွေနဲ့အုပ်ချုပ်မခံလက်မခံအဲ့တော့နောက်မဆုတ်ကြနဲ့ဆုတ်ရင်ဂုတ်ခွာမှာပဲဒါပဲငါတို့လည်းတတ်နိုင်တယ်လို့တို့တတ်နိုင်တယ်လို့ကိုလည်းကုညီမှာပဲဝိုင်းဝန်းမှာပဲပံ့ပိုးမှာပဲအဲ့ဒါကြောင့်မို့လို့ပြည်သူပြည်သားတွေအနေနဲ့လည်းအားလုံးဒီပွဲဒီအဆုံးသတ်ပွဲဆင်နေနိုင်မှုဆိုရင်အားလုံးညီညီညွတ်ညွတ်ပူပေါင်းပါဝင်ဆောင်ရွက်မှသာလျှင်ဒီဒေါ်လာကြီးကအများဆုံးပြီးမြောက်မှာဖြစ်တယ်ပေါ့နော်အားလုံးအတင်းထားကြပါကျွန်တော်တို့ရှစ်ဆက်သွားကြမယ်တော်လိုင်းရေးအဖွဲ့အစည်းတွေအားလုံးရောတော်လိုင်းရေးကိုစားပြုတဲ့အဖွဲ့အစည်းတွေအားလုံးရောပြည်သူလူထုတွေရောအားလုံးစုစုစည်းစည်းနဲ့စီစီလုံးလုံးနဲ့ဒါရှစ်ဆက်သွားဖို့လိုအပ်ပါတယ်စစ်ကောင်စီရဲ့အကြောက်ဆုံးလက်နက်ဟာကျွန်တော်တို့ပြည်သူလူထုရဲ့စိတ်ဓာတ်နဲ့ခံယူချက်တာနေဖြစ်ပါတယ်ပြည်သူတွေလည်းမဆုံးမနစ်ဇွဲနဲ့ဘယ်တော့ငြိမ်းချမ်းရေးရမှာတော့လို့မေးကြတယ်ငါဘာလုပ်ပေးနိုင်နှုံးဆိုတာကစဉ်းစားကြဟမ်ဒီနေ့ဒီချိန်မှာ6ခုရောက်အောင်မယ်လူပြလက်တဲ့ပန်းနိုင်ဒါကြောင့်မို့ကျွန်တော်တို့ပြည်သူလူထုဟာယုံကြည်ချက်ရှိရှိစိတ်ဓာတ်ကိုခိုင်ခိုင်မာမာနဲ့ဒီတော်လှန်ရေးကိုရှစ်ဆက်သွားမယ်ဆိုရင်ဒီနေ့ဒီမြန်မာနိုင်ငံမှာအာဏာရှင်စနစ်ကလုံးဝပျောက်ကွယ်သွားမှာပါလို့ကျွန်တော်ယုံကြည်မှုအပြည့်ရှိပါတယ်ပြည်သူတွေအားလုံးကိုလည်းယုံကြည်ပါတယ်ဒါကြောင့်မို့အားလုံးရှစ်ဆက်သွားကြဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဟာအတော်လန်ဆဲပဲပုံကန်ဆဲပဲအရေးတော်ဘုံအောင်ရမည်အောင်လဲအောင်မည်